ဈေးလည်းအများကြီးသုံးကျင်ဘူးဝူတူတူကိုဘိန်းရှယ်စီးကျင်တဲ့ညီကိုတွေအတွက်ကျွန်တော်ဘိန်းလေးစီးနဲ့မိတ်ဆက်ပေးမယ်နော်ရောင်လေးကတော့ Suzuki GSR 600ဖြစ်ပါတယ် model အဖြစ်2009 EFI cut off ဖြစ်သွားမယ်နော်ဈေးလည်းအများကြီးသုံးရမလို့ price to performance ဖြစ်တဲ့ဘိန်းလေးစီးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်နော်ကဲအရှိပိုင်းကနေကျွန်တော်စတင်မိတ်ဆက်ပေးမယ်နော်တာယာ point အနေထားနော်တာယာ line စင်းတွေပါအကုန်ကြံအောင်မယ်ဖောက် CO စိတ်လုံးဝမရှိဘူးနော်အိမ်စောဘန်းကွေးပါညာနော်လုံးဝ share engine လုံးဝအဖွင့်နဲ့လုံးဝမရှိဘူး engine လုံးဝအကျန်းစီးရမယ်မြန်မာနိုင်ငံမှာစီးထားခြင်းဖြိုထားခြင်းမရှိရတဲ့ဘိန်းလေးပါနော်များပြီဒါရဲ့ဘိန်းလေးပါနော်အနောက်တာယာ point လေးဆိုရင်လုံးဝကြံသေးရနော်ကဲ chain forget ပြောရမလို့လုံးဝဘိန်း share ဆိုမှ share လေးနော်။နောက်နေ့က EFI ဖြစ်သွားမယ် original ကတော့တစ်ချောင်းပါမယ်နော်။ Okay Super 4 carburetor ဈေးလေးနဲ့ပဲကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်။ GSR ရဲ့ထုံးစံတိုင်းထိုင်ခွက်မှာ10စီးမှာ9စီးလောက်ကပြတ်တာများတယ်ဒီကောင်လုံးဝနော်။ digital အကုန်ရမယ်နော်။ Kino ပဲဒီဘက်ကန်ရအောင်လို့ဒါဆက်နိုးထားတဲ့အနေထားလေးပါနော်။ Okay အနောက်ဖင်အနေထားဟိုမှာလူငယ်တွေအကြိုက် share ဖြစ်ကြမယ်ဗျာ။ Đấy, share xuống share. Để đi bay bốc nó. Đúng không ạ? Share hú đu nó. Engine này anh đi tha phá nhà lâu mà xỉu nó. Engine lâu anh nhảy phía cả mẹ. Khi đã đá, thôi đã gì thì lâu mà xỉu. Khi đi cho quá lẽ. Tôi chấp về nó. CDI ECU phá nhà phương gọi lâu mà xỉu. Original thái phía cả mẹ. Original ECU ဖြစ်ကြမယ်နော်ဟောဘိန်းအပွင့်နော်အစ်တဟာလုံးဝမရှိဘူးကဲဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးလေးကတော့ Super 4 carburetor ဈေးလေးနဲ့48သိန်း5000နဲ့ရောင်းချပေးဖြစ်ပါတယ်ကျန်တဲ့တက်လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3999394340ကိုဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ရန်ကုန်မြောက်ကလာမှာလည်းကိုယ်တိုင်ကိုကြ live ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်အာဂါမြဖြစ်ပါတယ်